Mary Chatmin နာမကျသောကလေးများကျောင်းကို1920ပြည့်နှစ်မှာစတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီးအခုအခါနှစ်ပေါင်း105နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။နှစ်စဉ်ဆရာဆရာမများအတွက်မုံမှန်တင်နန်းများကိုဖွင့်လှစ်ပေးလျက်ရှိရာ2025-2026ပညာသင်နှစ်အတွက်ဆရာဆရာမများမှကလေးများရဲ့လိုအပ်ချက်တွေအညီသင်ကြားပြသနိုင်တဲ့အတွက်ပညာရေးစိတ်ပညာမုံမှန်တင်နန်းကိုသက်ဆိုင်ရာဘာသာရဲ့အလိုက်ဆရာဆရာမများဖိတ်ခေါ်ကသင်ကြားပေးလျက်ရှိပါတယ်။တရင်ပြည်စုံကိုဆက်လက်တင်ပြပေးမှာဖြစ်ပါရဲ့ရှင်။ Mary Chatmin နာမကျသောကလေးများကျောင်းမှာ2025-2026ပညာသင်နှစ်အတွက်ပထမဆုံးအကြိမ်ဖြစ်ဆရာဆရာမများအားပညာရေးစိတ်ပညာနှင့်ပတ်သက်သောမုံမှန်သင်တန်းကိုဖွင့်လှစ်တာဖြစ်တယ်လို့သိရပါတယ်။ကလေးတွေကိုအကောင်းဆုံးဖြစ်အောင်ကျမတို့ကလှုပ်ပေးဖို့အတွက်စဉ်းစားပြီးတော့မှဒီသင်တန်းကိုဖွင့်ရခြင်းဖြစ်ပါတယ်။ဒီသင်တန်းမှာကျမတို့ကchild psychology လည်းသင်ရတယ် mental health လည်းသင်ပေးရပါတယ်ဆရာဆရာမကိုအဓိကမထားဘဲနဲ့ကလေးကိုအဓိကထားပြီးသင်ပေးဖို့အတွက်ကျမတို့ဒီသင်တန်းကိုတက်ရခြင်းဖြစ်ပါတယ်ဆရာသင်တဲ့အထက်မှာကျမတို့ကို learning to work learning to live together ဆိုပြီးတော့မှကျမတို့ကို21ရာစုပညာရေးနဲ့ပတ်သက်ပြီးကျမတို့ကိုသင်ပေးတယ်ဒါပေမဲ့ဆရာတွေကိုဘ ਹੁ မပြုတ်ပဲကလေးတွေကိုဘ ਹੁ ပြုတ်ပြီးသင်ဖို့အတွက်ကျမတို့စီစဉ်ဆွဲထားပါတယ်ချိုင်းဆိုင်ကိုနားလည်သွားတဲ့အခါမှာကျမတို့ကလေးတွေကိုတင်တဲ့အခါမှာဒီကလေးရဲ့ဒေါသနဲ့ငါဒီလိုလှုပ်လိုက်မယ်ဒီလိုလှုပ်လိုက်မယ်ဆိုတာမျိုးထက်ပေါ့ဒီကလေးကဘာကြောင့်ဒီလိုဖြစ်နေတာလဲဆိုတာကိုသူတို့ကလေးတွေကိုသူတို့တကယ်ကိုမေတ္တာလေးနဲ့ပေါ့နော်မေတ္တာလေးနဲ့ပဲအဲ့လိုမျိုးပြုပြင်ပြောင်းလဲတတ်တယ်ပေါ့ဒီထဲမှာဒီချိုက်ဆိုင်ကိုပေးလိုက်တဲ့အခါကျတော့ကလေးတွေပေါ်မှာပိုစိတ်ရှည်ပြီးတော့မှပို့ပြီးတော့မှအကျိုးရှိအောင်တို့တင်ပေးနိုင်တယ်ပေါ့နော်ဒီတင်နန်းတက်ရတဲ့အတွက်ဆရာဆရာမတွေအားလုံးရဲ့စိတ်နှလုံးကိုလည်းပြင်နိုင်ပါတယ်ကျမတို့ကလေးတွေပေါ်မှာလည်းပို့ပြီးစိတ်ရှည်လာတယ်အဓိကအကြောင်းမှလုပ်တယ်ဆိုတာကလေးတွေကိုစိတ်ရှည်ဖို့ပါကလေးတွေကိုစိတ်ရှည်မယ်ဒီကလေးတွေကတခြားကလေးတွေနဲ့မတူဘူးလေသူတို့မှာအမြင်တစ်ခုလည်းပဲရှိတာအကြားလည်းမရှိဘူးအပြောလည်းမရှိဘူးဆိုတဲ့အချိန်ကြတော့သူများကို9ဆစိတ်ရှည်လို့ရှိရင်ကျမတို့ကလေးကို10ဆစိတ်ရှည်ပြီးတော့မှတင် जा ပေးရတယ်ပေါ့အဲ့လိုမျိုးစိတ်ရှည်ဖို့ဆိုတာတော်ရုံတိုင်ရုံကတော့မဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ child psych ကိုတင်ပေးတာကပို့ပြီးတော့မှကလေးတွေအတွက်ထိရောက်တယ်ပေါ့ဆရာမတွေအတွက်လည်းပို့ပြီးတော့မှအကျိုးရှိပါတယ်ကလေးငယ်များရဲ့ဉာဏ်ရည်အလိုက်တင် जा ပေးနေမှုများကိုလည်းအခုလိုပြောပါတယ်အဓိကထားပြီးသင်ပေးတာကကြတော့ the best interest of the children ဆိုတာဖြစ်ပါတယ်လို့ကလေးတွေမှာ X smart ရှိပါတယ်ပေါ့ဉာဏ်ရည်10မျိုးရှိပါတယ် set smart ရဲ့ people smart ရဲ့ body smart ရဲ့ word smart ရဲ့ math smart ရဲ့ art smart ရဲ့ nature smart ရဲ့ music smart ရဲ့ပေါ့အဲ့လိုမျိုး10မျိုးရှိတဲ့အထက်မှာကျမတို့ကဒီတန်းတက်ပြီးတော့မှကလေးတွေရဲ့ base smart ဒီကလေးက base smart မှာအားတာတယ်လဲဆိုတာကိုကြည့်ပြီးတော့မှသူ့ရဲ့အားတာချက်ကိုပို့ပြီးတော့မှပြုစုပြောထောင်ပေးဖို့ဖြစ်ပါတယ် future plan ထဲမှာကလေးတွေကကိုယ့်ရဲ့ကိုယုံကြည်စိတ်အပြည့်ရှိပြီးမှကိုရပ်တည်နိုင်ဖို့အတွက်ကျမတို့တို့ကိုပြုစုပြောထောင်ပေးဖို့အတွက်ရည်ရွယ်ထားပါတယ်ရှင်Mary Chatmin နာမကျသောကလေးများကျောင်းရဲ့2025-2026ပညာသင်နှစ်တွင်ကျောင်းသားကျောင်းသူ250ဦးတက်ရောက်ပညာသင်ကြားလျက်ရှိပြီးဆရာဆရာမ29ဦးတို့မှကျောင်းသားကျောင်းသူများအားစနစ်တကျလေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းသိရပါတယ်။